大家好，我是宋志兰老师。မင်္ဂလာပါရှင် ကျမဒေါ်မိုးမိုးဖြစ်ပါတယ်။ဒေါ်မိုးမိုးအခြေခံတရုတ်စကားပြောအပိုင်း16မှာဆက်လက်ပြီးတော့ရှင်းပြပြီးမှာတော့ proposition လို့ခေါ်တဲ့ဝိဘတ်တွေကိုရှင်းပြပြီးတော့မှာပါ။တရုတ်လူကတော့介词လို့ခေါ်ပါတယ်။介词မဟုတ်ဘူးနော်။介词နံပါတ်1က字လို့မဟုတ်从တလုံးနဲ့ဖြစ်မယ်နော်။字လို့မဟုတ်从မှပေါ့။မှရန်ကုန်မှာမန္တလေးတို့အဲ့လိုမျိုးနောက်တစ်ခုကနံပါတ်2ကတွဲလိုက်တာသူ့ကို自从ကြတော့တဲ့အချိန်ကစပြီးတော့တခုခုဖြစ်တဲ့အချိန်ကစပြီးတော့နော်自从နံပါတ်3ညတော့တောက်ကအထိပေါ့တကယ်လို့ verb အနေနဲ့ဆိုတော့ရောက်ရှိတာတောက်လို့ဆိုရောက်ပြီးဒါပေမဲ့ဒီနေရာမှာကျမတို့介词အနေနဲ့သုံးမှာဖြစ်တဲ့အတွက်အထိနံပါတ်4ကြတော့စိုက်ရဲ့နောက်မှာကျမတို့နေရာထည့်မယ်ဒါမို့တခုခုလုံးမယ်စိုက်မှာပေါ့မှာနံပါတ်5ကြတော့当时နော်တခုခုဖြစ်နေစဉ်တခုခုပြုလုပ်နေစဉ်ပေါ့တခုခုပြုလုပ်နေတုန်းအဲ့လိုမျိုးအတွက်သုံးပါတယ်သူကတော့当နဲ့时ကြားထဲမှာ verb phrase ကိုထည့်ပါမယ်နံပါတ်6ကြတော့顺着သို့မဟုတ်沿着顺着沿着အတိုင်းအရှိမနေရပေါ့ဥမာဒီမြစ်ချောင်းလေးအတိုင်းဒီလူသွားလမ်းလေးအတိုင်းအဲ့လိုမျိုးအတွက်ပါနံပါတ်9ကအန်ကြောက်အန်တလုံးထဲလေးရတယ်ကြောက်တလုံးထဲလေးရတယ်အန်ကြောက်လည်းသုံးလို့ရပါတယ်သူကတော့တဲ့အတိုင်းအပေါ်နဲ့နည်းနည်းဆင်တယ်နော်အပေါ်ကျအတိုင်းဆိုနေရာထည့်မယ်ဒီမှာကျမတို့ verb ထည့်မယ်ဟိုမှာငါပြောတဲ့အတိုင်းလို့နော်ငါပြောတဲ့အတိုင်းလို့အဲ့လိုမျိုးတဲ့အတိုင်းလို့ပြောချင်တာနောက်နံပါတ်8ကကြပါလဲဆိုရင်通过မှတ်တဆင့်နော်မှတ်တဆင့်ပါဆိုရင်တငယ်ချင်းမှတ်တဆင့်စာပို့လိုက်ဒီအဲ့လိုမျိုးအတွက်ပါမှတ်တဆင့်通过နံပါတ်9က根据အရာဆိုတာကဥပဒေအရာတို့စီကံသတ်မှတ်ချက်အရာတို့အဲ့လိုမျိုးအတွက်ပါနံပါတ်10က为သို့မဟုတ်为了သို့မဟုတ်为了ကြအတွက်ပေါ့为了ကြအတွက်နဲ့为了အတွက်နဲ့因为လို့သို့မဟုတ်အပေကြောင့်ဆိုတော့နော်လို့အပေကြောင့်ဆိုတော့နောက်由于လို့အကြောင်းကြောင့်由于လို့အကြောင်းကြောင့်把နော်把ကိုပေါ့ကိုတော့မဟုတ်အားဆရာမကိုပြောလိုက်ပါဆရာမအားပြောပြလိုက်ပါအဲ့လိုမျိုးအတွက်ပါကိုတော့မဟုတ်အားပစ္စည်းနောက်မှာကျမတို့ပစ္စည်းတွေထည့်မယ်ဟိုမှာစာအုပ်ကိုဘာလုပ်လိုက်ပေါ့လူဆိုတာကဥမာမောင်ကိုဘာလုပ်လိုက်နော်အီကိုဘာလုပ်လိုက်နောက်တစ်ခုကတတ်တော်ပါလည်းရတယ်နော်နောက်ခွေးကလေးကိုခွေးကလေးကိုရေချိုးပေးလိုက်အဲ့လိုမျိုးအတွက်ပေါ့စာရအောင်နော်နံပါတ်1ကပါလဲဆိုရင်မှဆိုရင်အသက်5နှစ်မှစ၍တင်ယူရသည်အသက်ကကြတော့ဝူဆွေဖြစ်ရမယ်နော်5နှစ်ကဝူဆွေဒီမှာဝူစုဖြစ်နေဝူဆွေအဲ့ဆိုမှစ၍从3月开始တင်ယူသည်学习ဆက်တစ်ခါမှာ从5岁开始学习从5岁开始学习တကယ်လို့开始မထည့်တော့ဆိုရင်မန္တလေးကလာတယ်ပေါ့ဆိုရင်从曼德勒来ရန်ကုန်ကလာတယ်ဆိုရင်从阳光来အဲ့လိုမျိုးတွေ့ပါဒါကတော့စ၍ပါတာပါနော်မှစ၍ဆိုတော့开始ထည့်ပေးလိုက်ရတယ်ဒီတိုင်းယူမှပဲဆိုရင်တော့ကျမတို့从လို့ပြောလို့ရတယ်နောက်တစ်ခုနံပါတ် B နံပါတ်1ရဲ့ B ပေါ့
အဲ့ဒီအဖြစ်အပျက်အဲ့ဒီကိစ္စဖြစ်ပွားပြီးတဲ့အချိန်ကစပြီးတော့သူအများကြီးပြောင်းလဲသွားတယ်အဲ့ဒီအဖြစ်အပျက်ဆိုရင်那件事ဖြစ်ပွားတယ်发生တဲ့အချိန်ကစပြီးတော့自从သူက他很多အများကြီးပြောင်းလဲသည်改变တဲ့ရတော့了ပေါ့အဲ့ဆိုတော့自从发生那件事他改变了很多自从发生那件事他改变了很多自从发生那件事他改变了很多အမေက自从发生那件事ဆိုအချိန်ကာလတစ်ခုပေါ်ပြတာပေါ့အဲ့ချိန်ကအဲ့ချိန်ကစပြီးတော့他改变了很多သူဒီမှာယူပဲเนาะသူက subject 改变ကပြောင်းလဲသည်很多အများကြီး他改变了很多နံပါတ်3က8လပိုင်းကနေ10လပိုင်းထိခမားစုစုပေါင်းအမင်းစုစုပေါင်းကျောင်း17ရက်ပြတ်တယ်8月份က8လပိုင်းကနေရ从10月份က10လပိုင်းအထိကတော့မင်းကနေဒီကုံကစုစုပေါင်းကျောင်းပြတ်တာ缺课အဲ့ဆို17ကတော့11ပေါ့နေ့ရက်ကတော့天从8月份到10月份你一共缺课11天အဲ့နေရာမှာကဲလို့8လပိုင်းကနေ10လပိုင်းအတွင်းဆိုရရနော်အဲ့ဆိုတော့从ကထည့်ရမယ်从8月份到10月份内ထည့်ပြရမယ်内အတွင်းပေါ့အဲ့ဒါဆိုတော့ပို့ပြီးတော့ရှင်းသွားမယ်从8月份到10月份内你一共缺课11天ဒီမှာတော့အထိဆိုရှင်းချင်တာပါနံပါတ်4သူက2009မှာမွေးဖွားတယ်အဲ့ဆိုရင်သူကထားမှာကြတော့在2009ကြတော့2000年လည်းသုံးလို့ရတယ်2000年လည်းသုံးလို့ရတယ်နော်2000年2000年年讲开来的嘛မွေးဖွားတယ်出生他在2000年出生对不好他在2000年出生他在2000年出生他在2000年出生နံပါတ်5မင်းမိဘတွေလွဲပေးလိုက်တဲ့ပတ်စံကိုဖြုံးတီးနေတဲ့ချိန်မှာမင်းအားတုံအားနာလျောင်မဖြစ်မိဘူးလားတဲ့ဒါဆိုရင်မင်းက你မိဘ父母父母ဖြစ်သွားရင်နော်တတ်ထုံးဖြစ်မယ်父母လွဲပေးတာ会ပတ်စံက钱ဒါမဲ့ပုံမှန်ဘဏ်မှာပတ်စံလွဲတာဆိုတော့汇款လို့သုံးပါတယ်ဒီမှာပတ်စံကိုရှင်းရှင်းလင်း钱ဖြုံးတီးတာ花သို့မဟုတ်乱花လုံးဝအသေးပဲမရှိဖြုံးတီးပလိုက်တာအဲ့ဆိုရင်လုံနေတဲ့အချိန်မှာ当နဲ့时当时ကြားရမှာစာကြောင်းလေးထည့်မယ်အဲ့ဆိုအားတုံအားနာဖြစ်တာဆိုရင်过意不去အားတုံအားနာဖြစ်တာ过意不去အဲ့ဆို觉得ဆိုတာခံစားမိတာအဲ့ဆို觉得过意不去ဆိုရင်တော့အားတုံအားနာဖြစ်မိတယ်ပေါ့အဲ့တော့စီတဲ့ခါမှာဒီနေရာမှာတကယ်ပြောတဲ့ခါမှာ当နဲ့时ကိုခွဲပလိုက်တယ်ဒီဥမှာကျတော့当你乱花着父母亲汇过来的钱时不会觉得过意不去吗အဲ့ဆိုရင်ဒီ当နဲ့时ကိုကျွန်တော်တို့ခွဲလိုက်တယ်当你乱花着父母亲汇过来的钱时你不会觉得过意不去吗手机啊
当你乱花着父母亲汇过来的钱时，不会觉得过意不去吗？当你花着父母亲汇过来的钱时，不觉得过意不去吗？这လိုပြောလို့ရပါတယ်။နံပါတ်6အတိုင်းပေါ့ဒီလူသွားလမ်းလေးအတိုင်းလျှောက်သွားရင်ရောက်သွားလိမ့်မယ်။ဒီက这လူသွားလမ်းက人行道人行道အတိုင်းဆို順着လျှောက်တာက走ရင်က就ရောက်ရှိတာက到達စီးတဲ့ခါမှာအတိုင်းဆိုအရှိမထည့်ရတယ်တရုတ်ကြတော့顺着这条人行道走就会到达了懂不好就会抵达了顺着这条人行道走就会到达了顺着这条人行道走就会抵达了အဲ့လိုပြောပါမယ်ဒါပေမဲ့နှစ်ကသူပြောတဲ့အတိုင်းလုပ်လိုက်ဥပဒေတိုင်းဆောင်ရွက်ပါเนาะအတိုင်းပေါ့ဒါနောက်ကြောင်းဖြစ်သွားမယ်เนาะသူပြောတဲ့အတိုင်းလုပ်လိုက်ဆိုတာကတကြောင်ဥပဒေတိုင်းဆောင်ရွက်ပါဆိုတာကတကြောင်အဲဆိုရင်သူက他ပြောတာ说的说မဖြစ်အောင်နော်说လည်းမဖြစ်အောင်说လည်းမဖြစ်အောင်说他说的အဲဆိုအတိုင်းဆိုရင်အံ့လည်းသုံးလို့ရတယ်ကြောက်သုံးလို့ရတယ်အံ့ကြောက်ပြုလုပ်တရား做အဲဆိုရင်လှုပ်လိုက်ဆိုရင်ပါပေါ့အဲ့ဒါဆိုရင်按他说的做吧懂မဟုတ်照他说的做吧ဥပဒေအတိုင်းဆောင်ရွက်ပါဆိုရင်တော့ဥပဒေက法律အတိုင်းက按照ဆောင်ရွက်တည်ပန့်လီပါလည်းပပဲနော်ဒီမှာကျတော့ခိုင်းတာလိုက်ကလည်းပပဲဒီမှာကျတော့ပါဆိုလည်းပပဲ按照法律办理吧按照法律办理吧按他说的做吧懂မဟုတ်照他说的做吧ဥပဒေတိုင်းဆောင်ရွက်ပါကြတော့按照法律办理吧သူတို့ကအင်တာနက်ကနေတဆင့်ခင်မင်သွားကြတာကတဆင့်မှတဆင့်သူတို့က他们အင်တာနက်က网络အဲဆိုမှတဆင့်က通过ယင်းနည်းဒီခင်မင်ဒီ认识အဲဆို他们是通过网络认识的他们是通过网络认识的စီကံတတ်မှတ်ချက်အရာဒီပစ္စည်းတွေကခွန်ဆောင်ရမယ်တတ်မှတ်ချက်က规定စီကံတတ်မှတ်ချက်က规定အရာက根据ဒီက这ပစ္စည်း物品တွေဆိုရှဲအခွန်ဆောင်တာပါလဲဆိုရင်上税根据规定这些物品必须上税အခွန်ဆောင်ရမယ်必须လေးပဲလုပ်ကိုလုပ်ရမယ်根据规定这些物品必须上税မိန်းကလေးတယောက်အတွက်နဲ့ရံဖြစ်တာတန်လားအတွက်နဲ့မိန်းကလေးက女孩တယောက်က一个အတွက်နဲ့ဆို为了ရံဖြစ်တာ打架太淡了值得拉ကြတော့မ为了一个女孩而打架值得吗而ကတော့ဂျားတဲ့စကားဆက်ပေါ့နော်为了一个女孩而打架值得吗ဘာဖြစ်လို့လဲဆိုတော့သူကငါရဲ့မျိုးနွယ်တူညီမလေးလေမျိုးနွယ်တူညီမလေးဆိုတာကအဖေညီအကိုကမွေးတဲ့ကလေးတွေဆိုရင်မျိုးနွယ်တူညီမလေးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့因为သူကဆို他是ငါရဲ့က我的မျိုးနွယ်တူညီမလေးက堂妹လေးဆိုရဆိုမယ်ဆိုရင်因为她是我的堂妹呀因为她是我的堂妹呀ဆိုလည်းရပါတယ်ကြောင့်နောက်တစ်ခုလာမယ်နော်ကြောင့်အတွက်နဲ့အကြောင်းအမျိုးမျိုးကြောင့်သူတို့ရဲ့မင်္ဂလာပွဲကိုမကျင်းပနိုင်တော့ဘူးအကြောင်းရင်း原因အမျိုးမျိုး各种
because of 由于ကြောင့်ပေါ့由于သူတို့ရဲ့မင်္ဂလာပွဲမင်္ဂလာပွဲသူတို့ရဲ့他们的မင်္ဂလာပွဲ婚礼ကျင်းပသည်举行举行ဆိုမလုပ်နိုင်တော့ဘူးဆိုရင်不能由于各种原因他们的婚礼不能举行了由于各种原因他们的婚礼不能举行了目前由于各种原因不能举行他们的婚礼了什么呀呢由于各种原因他们的婚礼不能举行了都么不能举行他们的婚礼了ရပါတယ်ဒီမှာကြောင့်နောက်တစ်ခုကကိုသွားနင်တို့ရဲ့အထက်အရာရှိကိုအမြန်သွားခေါ်ခဲ့သွားဆိုရင်去မင်းတို့ရဲ့ဆိုရင်你们的အထက်အရာရှိ上司ကိုဆိုရင်把免快သွားတာ去ခေါ်တာ叫ခေါ်ခဲ့ဆို叫来去快去把你们的上司叫来上司သုံးလို့ရတယ်領導လည်းသုံးလို့ရတယ်領導 leader 去快去把你们的上司叫来သို့မဟုတ်去快去把你们的領導叫來လွယ်ကူစွာနဲ့သင်ယူလေ့လာနိုင်ကြပါစေရှင်